Paradise ချစ်တော်ဓမ္မမစ္စည်းတို့အားလုံးမင်္ဂလာပါလို့ရှင်းဆိုနေကိုဆက်လိုပါတယ်ဒီနေ့ကျွန်တော်ဝင်ရမယ့်ခေါင်းစဉ်လေးကတော့အနေငယ်သောအရာပေါ်မှာသစ္စာရှိခြင်းလို့ခေါင်းစဉ်လေးနဲ့ကျွန်တော်ဝင်ရလိုပါတယ်ကျွန်တော်တို့အားလုံးဟာဘဝမှာကြီးမားတဲ့အောင်မြင်မှုတွေကောင်းကြီးမင်္ဂလာအပုံပင်တွေကိုလိုချင်ကြပါတယ်ဒါပေမဲ့အဲ့ဒီကြီးမားတဲ့အရာတွေစီကိုတော်တဲ့လမ်းကြောင်းဟာအတိအဖွဲလေးတွေကနေစတင်နေဆိုတော့လူတွေကမေ့လျော့တတ်ကြပါဒီနေ့မှာတော့ဘုရားခင်ကကျွန်တော်တို့ကိုဘယ်လိုစမ်းသပ်ပြီးကောင်းကြီးပေးတယ်လဲဆိုတာလေးကိုကျဉ်းချုံလေးကျွန်တော်ဝေမျှပေးချင်ပါတယ်တမန်ကျမ်းစာဓမ္မရှင်လူကခရစ်ခရစ်စချောင်းအငယ်20မှာဘာပြောလဲဆိုရင်အနေငယ်အမှုနဲ့သစ္စာရှိတော်သူကြီးတော်အမှုနဲ့လည်းသစ္စာရှိတယ်အနေငယ်အမှုနဲ့သစ္စာမရှိတော်သူကြီးတော်အမှုနဲ့လည်းသစ္စာမရှိတယ်ဒါပြင်ဘာပြောလဲဆိုတော့ရှမတဲ့ခရစ်ခန်းကြီး25အငယ်23ထဲမှာဆိုရင်တာတို့သစ္စာရှိတော်နေသားကောင်းတင်းဒီအနေငယ်အမှုနဲ့သစ္စာရှိပြီဒါကြောင့်မလို့တဲ့အများတော်မှုတို့ကိုတင့်ကိုငါအပေးပြီလို့ကျမ်းစာထဲမှာဒီလိုရေးထားပါတယ်ဘုရားခင်ကကျွန်တော်တို့ကိုကြီးမားတဲ့အရာတွေမပေးခင်မှာလက်ရှိကိုလက်ထဲမှာရှိနေတဲ့အသေးပွဲလေးဒီပေါ်မှာဘလောက်ထိတန်ဖိုးထားလဲသစ္စာရှိတယ်ဆိုတာအရင်ကြည့်တာဖြစ်ပါတယ်ဓမ္မမရှိတို့သိကြပါသလားအောင်မြင်တဲ့သူတွေရဲ့ကြာရှုံးတဲ့သူတွေရဲ့ခြားနာချက်ကဘာလဲဆိုတော့အသေးပွဲလေးတွေကိုဘယ်လိုကင်တယ်လဲဆိုတာကိုပဲသိရပါလိမ့်ငွေနဲ့ငယ်လေးကိုစနစ်တကျမတောင်းတဲ့သူဟာငွေမြောက်များကိုလည်းစီမံခန့်ခွဲနိုင်မှာမဟုတ်ပါဘူးအလုံးတည်းလေးကိုစေတနာမပါဘဲနဲ့လောက်တဲ့သူဟာအလုံးကြီးကြီးမားမားကိုလည်းအောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူးကျွန်တော်တစ်ခါတလေငါစီမံငွေတွေအများကြီးရှိတယ်အဲ့ဒါကကြာမှပဲရှိမှပဲလူမယ်လို့ကျွန်တော်ပြောကြပါနောက်ပြီးတော့ကျွန်တော်အလုံးကြီးကြီးမမရမှာပဲစူးစမ်းမယ်လို့စင်ချင်းပြတ်ကြပါဒါပေမဲ့ဘုရားခင်နိယမကတော့အခုရှိနေတဲ့အားလေးပေါ်မှာအကောင်းဆုံးလုပ်ပါအဲ့ဒီအခါငါကသင်ကိုတူးပွားစီမယ်လို့ဆိုတာပါပဲသင်ဟာလက်ရှိလုပ်နေတဲ့အလုပ်လေးပေါ်မှာလက်ရှိရနေတဲ့ဝင်ကြီးလေးပေါ်မှာလက်ရှိရှိနေတဲ့ဆက်ဆံရေးလေးပေါ်မှာသစ္စာရှိနေတွေ့ဘုရားခင်ကသင်ကိုပုံမကြီးမားတဲ့ကောင်းကြီးတွေစီကိုလမ်းပြခေါ်ဆောင်သွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဓမ္မမိတ်ဆွေတို့ဒီနေ့မှာကိုယ့်လက်ထဲကအသေးပွဲလေးတွေကိုတန်ဖိုးထားတာကြရအသေးပွဲလေးတွေကနေအစပြုတဲ့သစ္စာရှိမှုဟာဓမ္မမိတ်ဆွေတို့ရဲ့ဘဝကိုမျော်လင့်တဲ့အမြင့်ဆုံးနေရာထိပို့ဆောင်ပေးပါလိမ့်မယ်ဓမ္မမိတ်ဆွေရဲ့ဘဝရဲ့မမျော်လင့်တဲ့အမြင့်ဆုံးနေရာမှာဒီပို့ဆောင်ပေးပါလိမ့်မယ်ဘုရားခင်ဓမ္မမိတ်ဆွေတို့ကိုအနေငယ်သောအမှုကနေကြီးမားသောအမှုတွေထိတိုးပွားကောင်းကြီးပေးပါစေအာမင်